ဥဒုံတန်နီတောင်းမလို့ဘတ်စကားဂိတ်ကိုသွားနေတက်ဆီနဲ့ဥဒုံတန်နီဒီကနေတော့2 နာရီလောက်ပဲဘတ်စကားနဲ့သွားရတယ်လို့ပြောတယ်ဒါသွားကြည့်ကြအောင်ထိုင်းဗီဇာတော့လိုတာပေါ့နော်မြန်မာနိုင်ငံသားတွေတော့ Let's go ဘတ်စကားဂိတ်ကဒီ morning market လို့လည်းခေါ်တယ်ဒီလောက်ဆောင်လို့လည်းခေါ်အဲ့ဒီရဲ့နောက်ဘက်ကဘတ်စကားဂိတ်ကနေတော့ကြမှာပေါ့နော်ကြိုဝယ်လို့တော့မရဘူး online မှာရောင်းနေရတယ်တော့တွေ့တယ်ဒါပေမဲ့ဒီက local တွေကိုမေးလိုက်တော့ online ကနေတော့သူတို့ကဝယ်ပြီးမသွားဘူးအဲသွားမယ့်နေ့မနက်ကိုပဲသူတို့ကဥမာတနားရီလောက်ကြိုလာလက်မှတ်ဝယ်အဲ့လိုမျိုးသွားကြတာ Okay let's go แล้วจุดหมายของคุณจะอยู่ทางขวา Yantian bus station ဘတ်စကားဂိတ်ကဒီလိုဝင်ကဝင်လာဒီလိုဝင်ရမလို့ရှိရင်ဘုဒ္ဓဘာသာနေရောဝယ်မဲ့လက်မှတ်ကဒီဘက်ပေးမှနေရှိလက်မှတ်ဝယ်တဲ့နေရာဘုဒ္ဓတန်နေလက်မှတ်ကတယောက်ကို6000ကျွဲနောက် gift 6000ကျွဲ2ယောက်ဆို3,300 passport တော့ပြရလက်မှတ်ကဒီလိုမျိုးလေးလက်မှတ်လေးထုတ်ပြတော့လက်မှတ်လေးထုတ်ပြဒါမျိုးလေးပေါ့ဒါမျိုးလေးလာအိုကဘတ်စကားပေါ့ဘတ်စကားဝင်းပေါ့နော်ဒါက central bus ဝင်းပေါ့ဒီမှာ PRD တွေ PRD ကဒါ EU က funded လုပ်တာတယ်လို့ပြောတယ်တက်လို့ရတာဟုတ်နေဒါဥဒုံတောင်းတဲ့ bus ဘာ luggage တွေပေးမယ်ဥဒုံတော့စတာဘာတက်ကြပြီไปเขาเล่นๆมืดนะกองมันก็C7 ဆိုC7 ပထမဆုံးတွေ့ကြဥဒုံတာနေကိုပစကားနဲ့သွားတာဘလို့လဲလို့ဆိုတော့အဲကွန်အေးမှာစိတ်ပူနေတာအခုတော့အပေါ်မှာတော့အဲကွန်ကတော့အေးနေတယ်ဘတ်စကားတွေကတော့ဘတ်စကားတွေကတော့အရင်တစ်လွန်တောက်ပါနေတာမျိုးတော့မဟုတ်ဘူးအဲဒါနဲ့အိုဟောင်းနေတဲ့ဘတ်စကားလေးတော့မြင်ရတယ်အဲကွန်တော့လာနေတာပေါ့ကဲပထမဆုံးတွေ့ကြုံဆိုတော့သွားကြည့်ကြတာပါ7 နာရီနဲ့4 မိနစ်မှာဘတ်စကားစထွက်ပါပြီတော့စားရရှိရှိဟိုပြင်သစ်စတိုင်းလေးဘူကက်လေးတို့ဟိုဗန်ဗီယာမှာစားခဲ့တဲ့ဟာအခွဲပြီးထဲမှာအသားညှက်မယ်လေအဲစားပြီးတော့ကားဖတ်ထွက်ပါပြီဥဒုံခါလေးစီกันตลาดเนาะทางพี่น้องของเขาไปแลกเงินหรือไปซื้อของค่าเพราะว่าเวลาของเขามีน้อยเนาะหลังจากแบบแล้วกลับมาหารถเลยวันจะลงจากรถเนาะเรื่องของทุกสิ่งทุกอย่างกรุณาจับมือลงนะหมายความว่าเรื่องของเอาลงให้หมดအားတွေတော့များတယ်အိမ်ကားတွေရထားတာလားသွားဖို့တန်းစီနေရလားဘာလားတော့ပြောတော့immigration မှာဘတ်စကားကတော့အခုပြနေတာနိုင်ဝက်ကျော်လောက်တော့ရှိပြီပေါ့passenger တွေသူကစောက်ပေးတယ်ဘယ်လောက်ထိစောက်ပေးလဲတော့မပြောတတ်ဘူးပေါ့နော်ဟိုbus မှာပါတဲ့ spare ကတော့သူကလိုက်ကြည့်တယ်လူတွေကိုလိုက်ကြည့်တယ်ပြီးတော့ဟို luggage တွေပါလို့ရှိရင် luggage ကိုသူက immigration counter နားမှာသူချပေးတာအဲ့တော့ immigration ဖြတ်ပြီးတော့ပြီးကိုယ့်အကွာကြီး luggage ကိုသွားယူရသေးတယ်ယူပြီးတော့မှသူကဒီ X-ray ဆက်တယ်ကိုဖြတ်ပြီးတော့မှ luggage ကိုကားပေါ်ပြန်တင်ရတာအဲ့ဒီဟာလေးတွေတော့ရှိတယ်หรือว่าข้าวจีนเวียดนามและพี่น้องผู้ใดอยู่ไทยรถเป็นเรือน2 เรือนเข้าห้องเบอร์15เลยหรือว่าห้องสุแก้วเมืองไส้ก่อนจะเข้าไปเตรียมเงินไว้เงินกีบบ่เอาแล้วเนาะแต้มแล้วข้างหลังออกไปหารถเลย2ถ้าเป็นบัตรพันแดนกบปีติดว่า
တရားပြန်ပြီး Thai immigration ပတ်ချမ်းရောက်တာပေါ့နော် Thai immigration ရောက်တော့လည်းဟိုနိုင်ဝက်နေပါလောက်စောက်တယ်လူတွေကိုတော့တက်ဆောင်နေတော့မယ်အခုတော့ပြီးရင်တော့တောင်းမယ်တင်တယ်ဒီဘက် Thai immigration မှာလည်းကို luggage ပါလို့ရှိရင် luggage ကိုကားရကနေတခါလေးယူသွားရတယ်ပြောပြီး immigration တန်းစီပေါ့နော်မြန်မာ passport ဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဒီတိုင်းတန်းစီနေတဲ့ကောင်တာတွေကိုသွားရတာမှာဟိုဘက်မှာကောင်တာ15ဆိုတာရှိတယ်အဲဒီကောင်တာ15အခန်းထဲကိုသွားရတာပြောကြည့်ပါဦးပထမတော့ဗာလေ ဟောပထမတော့ဒီလိုပဲဟို online မှာတွေ့ရမြန်မာ passport ဆိုရင်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့နည်းနည်းတော့ရစ်မလားပါညာပေါ့ဒီရောက်တဲ့ခါကျတော့စာရွက်စာတမ်းပြည့်စုံနေဆိုရင်တော့သူတို့အခက်အခဲကိုသွားလိုက်ရင်ရစ်တော့မရစ်တော့နည်းနည်းတော့အဆင်ပြေသွားတာပေါ့အမတော့မမေးတော့ အမတော့မမေးလိုက်ဘူးအကြောင်းလေးတင်ရောအေးဆက်သွားကြတာပေါ့ဒါလည်းတစ်ချိန်နေပါဖွင့်နေအားရမေးလို့ဖြတ်ပြီးတဲ့အချိန်မှာကားလည်းတစ်ချိန်နေပါနေပြောရနေဒါဗီယန်ချင်းမြို့ရဲ့တစ်ဖက်ကနောင်ခိုင်မြို့ကိုရောက်ပါပြီထိုင်းနိုင်ငံထဲမှာပါနောင်ခိုင်ကတော့နယ်မြို့လေးနယ်စပ်မြို့ကလေးပေါ့ရောက်ပါပြီမြန်တယ်ခဏပဲ7 နာရီရထွက်တာအခု10 နာရီ 46မှာဥဒုံဌာနီနာရောက်ပါပြီပေါ့နော်မစ္စတာမတိုင်းနာတွေ့ရတာ Central Plaza သူကဝေးပြေးကားဂိတ်က Central Plaza နဲ့နေနေလေးအဲ့တော့ဒီနားပတ်ဝန်းကျင်ကဟိုတယ်တွေမှာနေတာအကောင်းဆုံးပဲပေါ့ကဲဥဒုံဌာနီရဲ့ဘတ်စကားဝင်းတော်ရောက်ပြီဒါသူတို့ရဲ့ဘတ်စကားဝင်းဒီမှာလိုပဲတက်စီညားတဲ့လူတွေကလည်းအသေးသေးသူရဲ့အခုတော့အပြန်လက်မှတ်ဘယ်မှာဝယ်မလဲဆိုတာသွားကြည့်မလို့စကားလက်မှတ်တွေရတော့အဆုံးပါစေဥဒုံဥဘတ်ဘန်ကောက်Sawadika, no, we just looking for the Vientiane bus. Vientiane pink color. Pink color. Oh, Yes. okay, thank you. Vientiane ကိုပြန်မယ်ဆို pink color ဟောဟိုမှာ ticket service ဥဒုံဌာနီ Bangkok is here. ဟိုဒီကနေလည်းစီးလို့ရတယ်ဘယ်လိုဝယ်ရလဲမလေးဒီမှာဝယ်ရုံပဲလေတုံဌာနီပင်ချင်းညနေ6 နာရီနောက်ဆုံးရှိရတယ်ဒီမှာတို့ကာရန်ကုန်ကကားနဲ့တူတာတွေ့လို့ရိုက်ဟုတ်တယ်ဒီမှာတော့ဟိုတယ်ရောက်တော့မယ်တဲ့ဟောပေါ့ဥဒုံဌာနီရဲ့ bus station ကနေပြီးတော့ဟိုတယ်ကိုလမ်းလျှောက်တာဒါမဝင်တော့ဘူး Do you need my passport?
So we just leave it there. Okay. Yeah. Sure. Thank you. Yeah. See you soon. Sandra Pugom. Mensam. ညာနေအောင် Hello သမင်းစားရင်းနဲ့ Hello ပြောနေကြတာတေးတန်တယ်လို့ဒီမှာ အခုဟိုကအခုခိုင်းရဲ့ဥဒ္ဒံကြား သမင်းဆိုတဲ့တပွဲဘတ်60ဘတ်90ဟောကားလည်းမဆိုလဲအခုပြန်ကျန်းနေဒီကိုလာတာလောက်6000ခွဲပဲပေးရတာအဲ့တော့ခုနကတော့ဘတ်ဆာဝေးပြေးဂိတ်မှာမြင်လိုက်တာကဥလုံကနေဘန်ကောက်ကိုဘန်900ကျော်ပဲနေတယ်မစိုးဘူးပေါ့မမောက်စုလို့တွေ့သွားတာနောက်မျိုးဆိုရင်လာအောင်ပြင်းနေဖြစ်နေတော့ လေလာပေါ့ကားနဲ့ဟိုဘက်မှာ immigration ဆက်တော့ passport တော့လိုလာပေါ့ပြောအဲ့ဒါနောက်မှပြန်ခေါ်တော့မယ်ဒီမှာသမင်းစားနာဟိုမှာသေးထားဒီမှာလေသမင်းချက်စီသမင်းလို့တော့အမေရဲ့ချက်သားချက်ခုကအဲဒါတော့ဆိုင်ရရောက်သွားပြီပေါ့ဟာလေအမေကလေကားကမှပါလေတရားကို6ဝယ်ဆိုတော့တပေါင်းခွဲမြန်မာငွေဟုတ်တယ်မလား တောင်းတော့တောင်းတော့ အေးမြန်မာငွေတပေါင်းခွဲဝယ်ကြတယ်ဒီအဲ့ဒီရင်ချင်းကနေထိုင်းဥဒုံခိုင်းနေလာတာမြန်မာချက်တပေါင်းခွဲကားကဒါနဲ့ထိုင်းဗီဇာတော့ရှောက်ထားရတာပေါ့ထိုင်းဗီဇာကတော့6လစာရတယ်အဲ့ဒါကိုတရားကို6သိန်းလောက်ကြာတယ်ဒါပေမဲ့နေအတွက်တော့ဘယ်လိုပဲပြောတန်နေလေဟုတ်6လအတွင်း6လအတွင်းတိုက်တယ်လို့ဝင်ခေါ်လို့ရတယ်မော်ရီကိုဖူကောကအဲ့လိုတွေ့ရ လောင်မှာလုံးတဲ့ stay permit တို့ work permit ကတ်တွေရှိထိုင်းရဲ့တရားဗီဇာပေါ့မာဒီဘက်ဂျာနေဗီဇာကိုရှောက် ငယ်မျိုးလေးပေါ့ ရှောက်ရင်လွဲတယ် ငယ်မျိုးလေး လမ်းစိတ်မှန်နဲ့သူတင်လိုက်ရုံပဲပေါ့နော်အဲ trip itinerary တွေပါပြရမှာ တော့ဗီဇာလျှောက်လိုက်တယ်ဗီဇာလျှောက်ပြီးဒီနေ့မှစမ်းပြီးလာကြည့်တာ ဒါပေမဲ့ဗီဇာကြီးကတော့တရားကိုပတ်9000 နှစ်ယောက်ဆိုပတ်1000 ဒီဇိုင်းချက်လို့ရတယ်ဒီကလာတယ်မှာ သာမာဒီဘက်ဂျာနေရမှာပေါ့ မဟုတ်သူကလေနဲ့ပဲပါတာအလုပ်ဆောင်နေရှိတဲ့ဒီတွေဒီ immigration ဖြတ်တာလဲလွယ်တယ်ဘာလို့လဲဆိုတော့ ဒီကကနေကားနဲ့တက် လာဝတ်ပါမရရှင်းနေတော့လွယ်အောင်နော် ဟိုမှာအလုံးလုံးနေလို့ရအောင်အဲကြောင့်အလုံးလုံးနေတော့လေသွားလို့ ဒီရတက်တယ်ဘာလို့လဲမဟုတ် ရောက်လာကြနဲ့ပြန်တစ်ပတ်ခါပြန်มาတော့3ရက်ဆို3ရက်ပဲဆိုတာဒီကဘာမှအောင်မလဲဘာမှအောင်မလဲဆေးရည်ဖက်ကိုကြလာဖြစ်ခေါ်လိုက်နော်ဒီကတော့ခဏခဏလာလို့ရတယ်။နောက်ဆို1ရက်2ရက်3ရက်လောက်လာပြီးရတယ်။ပြီးတော့အဲ့ဒါစားလာရင်လည်းညကြမှာပြန်ဆက်မယ်။ ဒီနေ့ကတော့ပြန်ကြောင်းတော့ပြန်လေးစားလို့မစိုးပါကောင်းပါပါFacebook မှာရှိတဲ့ WhatsApp ဘယ်မှာလဲတိုက်ဆိုရှိတယ်တိုက်ဆို မင်းနားပါလေ tops ဥဒုံဌာနီက ဗီဒီယိုရောင်းနေရ ဥဒုံဌာနီကစန်ထရယ်ထဲမှာဆိုင်နေတော့စုံတယ်မှာ crop store ရှိတယ် ဘောတဲ့ကား Lacoste H&M Swarovski G-Shock Skechers Kawasaki နှစ်လွန်မှာကလျှက်စစ်ပစ္စည်းတွေရောင်းတယ်သုံးလွန်မှာကဟိုဟာ attested ပေါ့လာတင်တဲ့အားတွေရှိတယ်လေးလွန်မှာကကလေးပစ္စည်းတွေကလေးကစားကွင်းအားကစားပစ္စည်းဒါတွေရောင်းတယ်Coach ရှိတယ်အောက်ဆင်းကြမှာ Skechers Guess
Uniqlo လည်းရှိတယ် Muji လည်းရှိတယ် GQ ရှိမယ် Levi's လည်းရှိတယ် Dior ရှိတယ် Chanel ရှိတယ်ဒါမှမဟုတ်စေတယ်သူရဲ့ basement မှာသူကဖူးကောင်ရှိတယ်အခု top stair ကိုပါကြည့်မယ် top stair မှာဒါတော့မြန်မာပြည်မှာဆိုရင် marketplace လို့ဆိုရင် Western တော့ပါလို့ရှိရင် boots ရှိတယ် top stair ဝင်ကြည့်မယ်ဟိုမှာကြည့်ရောနှစ်ကောင်ဆွဲမဲ့ကောင်နေပြီးစားမယ်